ပြုကိုးကွယ်ခြင်းနှမျိုးတွေ့ရပါလိမ့်မယ် tu lia ni na biak piak na nam ni mu ding hiu te ဝတ်ပြုကိုးကွယ်ခြင်းနှမျိုးကဘာလဲဆိုတော့ bang le bang yam chi le ဖန်ဆင်းရှင်ဘုရားကိုကိုးကွယ်ခြင်းနဲ့ဖန်ဆင်းခြင်းခံရတဲ့အရာကိုဝတ်ပြုကိုးကွယ်ခြင်း en piang sak pa biak na le pian sak na te biak na nam ni omi ဒီနေ့ကျွန်တော်တို့တွေကကိုးကွယ်ရမှာကကျွန်တော်တို့ကိုဖန်ဆင်းတဲ့အရှင်ဘုရားကိုကိုးကွယ်ရမှာ tu nin i biak ding pen anung ta e yong bol pa piang sak pa biak ding hia ဘုရားသခင်ကိုစန့်ကျင်ပုန်ကန်တဲ့နဂါသားရဲ့ဝတ်ပြုကိုးကွယ်ခြင်းမျိုးနဲ့ကျွန်တော်တို့ဝတ်ပြုကိုးကွယ်လို့မရဘူး in toy men to pasien i biak na tua sapi biak dana to pa biak ding kinga lo ding hi ki bet lo ding hi လိုချင်တာကဘုရားသခင်ပေးတဲ့ထာဝရအသက် in ei dei pen pasien ong piak ding ton tung nun tang na dei hia ဘုရားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာကိုကျွန်တော်တို့ရချင်တာ pasien ni ong piak thu pha te dei hi ha ဒီတော့ကြောင့်ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဘုရားရှင်ဖြစ်တဲ့ထာဝရဘုရားကိုပဲကျွန်တော်တို့ကိုးကွယ်မှဒီထာဝရအသက်ကိုကျွန်တော်ရရှိမှာ toy men in anung ta nun tang na i dinga thei na ding anung ta pasien bek ma i biak kul ding hi ဒါကြောင့်ကောင်းကင်တမန်သုံးပါးသတင်းစကားမှာကျွန်တော်တို့အတွက်ပထမကောင်းကင်တမန်ထာဝရဘုရားကိုကိုးကွယ်ပါကြောက်ရွံ့၍ကိုးကွယ်ပါ toy men van tung mi khat nai na athuken na songa piang sak pa za ta ki tai na bia won che he ထာဝရဘုရားကိုကိုးကွယ်ဖို့ရန်အတွက်ကျွန်တော်တို့နှိုးဆော်နေတာဖြစ်ပါတယ် in toy man ni anung ta pasien piang sak pa i biak thei na ding na ong kit to so ne ဒီနေ့ကျွန်တော်တို့ဝတ်ပြုကိုးကွယ်ခြင်းဟာထာဝရဘုရားကိုဝတ်ပြုကိုးကွယ်ခြင်းဖြစ်တယ်ဆိုတော့စိတ်ထဲမှာအပြည့်အဝယုံကြည်ပါ tu ni na ken anung ta pasien ka bia hi chi lung sim sunga za aza lung muang takin i biak ding thu pi hi ဖန်ဆင်းရှင်ဘုရားကိုကိုးကွယ်နိုင်တဲ့နီလန်းအမှန်ကဘုရားသခင်ရဲ့ဖန်ဆင်းခြင်းကိုအတိမတ်ပြုတဲ့ဥပုသ်တော်နေ့ဖြစ်ပါတယ် toy man ni anung ta pasien i biak na pen tu nia abol anipi ni itan na he အဲ့ဒီဥပုသ်တော်နေ့ကတတ္တမနေ့ဥပုသ်ပဲဖြစ်ပါတယ် to nipi ni pen nisagi nipi nisagi ni nipi ni he ဒီအတွက်ကြောင့်ဘုရားသခင်ကကျွန်တော်တို့ပြန်ပြီးတော့နှိုးဆော်နေခြင်းဖြစ်တယ်ဆိုတော့သတိရပါ toy manin tu ni na van tung mi thum na tang ko na ina e te ong phok sak ze la hi na ဒီနေ့ဖန်ဆင်းရှင်ဘုရားကဘာလို့လဲ toy manin tu ni e yong ibiak pasien yang sak pa pen koi mo khiam ဖန်ဆင်းရှင်ဘုရားဟာယေရှုခရစ်တော်ဘုရားဖြစ်ကြောင်းကိုယောဟန်ခန်းကြီး1မှာကျွန်တော်တို့တွေ့နေရပြီဖြစ်ပါ tu ni ni to piang sak pa pen jesu a hi na pen zo hang lian khat songa ki mo he တမန်ကျမ်းစာထဲမှာဖော်ပြထားချက်အားလုံးဟာယေရှုခရစ်တော်ဟာဘုရားရှင်ဖြစ်ကြောင်းကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်ကြောင်းကိုကျွန်တော်တို့တွေ့နေရပါတယ် lai siang tho songa ki an khem be pen jesu christ pen piang sak pa hi na le e te hon ke pa hi na bi ve ki gen hi သခင်ခရစ်တော်နဲ့ပတ်သက်တဲ့ပျောဖက်ပြုချက်တွေမြောက်များစွာကျမ်းစာမှာကြိုတင်ဖော်ပြထားခဲ့တာတွေ့ရပါတယ် in to mai su thu akigen khol na jong lai siang tho songa adimin om he ဒါကြောင့်ကျွန်တော်တို့တွေအနေနဲ့ယေရှုခရစ်တော်ဘုရားကိုကိုယ့်ရဲ့ဖန်ဆင်းရှင်ကယ်တင်ရှင်ဘုရားဖြစ်ကြောင်းကျွန်တော်တို့ယုံကြည်လက်ခံဖို့လိုအပ်ပါတယ် toy manin to pai su pen e yong piang sak pa le i hon khe pa a isan thei ding thu pi ma he ယုံကြည်ခြင်းဟာအသက်ရှင်တဲ့ယုံကြည်ခြင်းလည်းဖြစ်ဖို့လိုပါတယ် tua up na pen anung ta hi ding jong thu pi he အသက်ရှင်တဲ့ယုံကြည်ခြင်းဆိုတာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုလိုက်လျှောက်ခြင်းလို့ခေါ်ပါတယ် to anung ta up na pe in bang hiam chile lai siang tho azui up na to pen anung ta up na မဿဲ he ခန်းကြီး28အငယ်18မှာဆိုရင် ma te lian som ni le gya da ne som le gya သ da ခင်ယေရှုခရစ်ကကောင်းငင်ဘုံကနေ၎င်းမြေကြီးပေါ်မှာ၎င်းစီရင်ပိုင်တဲ့တကူအခွင့်အာဏာကိုရရှိထားတဲ့ပုဂ္ဂိုလ်လို့ဖော်ပြထားတာတွေ့ရတယ် je to pai su pen van tung lei tunga thu khen thei na wang let na khem ama tung akipia hi che ki mo he ဒါကြောင့်ကျွန်တော်တို့အနေနဲ့သခင်ယေရှုခရစ်ကကျွန်တော်တို့ရဲ့အကောင်းဆုံးသောမိတ်ဆွေဖြစ်တယ်လို့ကျွန်တော်တို့အတွက်အင်မတန်မှအကျိုးရှိမဲ့ထာဝရသက်ကိုပေးနိုင်မဲ့ဘုရားဖြစ်ပါတယ် to pai su pen e ya ding ina ilom a hi bang mai na nun tak ton tung na ong pe thei i biak pasian jong hi တစ်ဖက်ကနေကျွန်တော်တို့ရဲ့အုံနောက်ကိုဇဝေဇဝါဖြစ်စေနိုင်တဲ့အကြောင်းအရာတွေကလည်းမြောက်များစွာရှိနေသေးတယ် tua hin tua up na ong su se thei ding i khwak ngai su na ong nong kai sak ding thu tam pi takom hi ဆောစောကျွန်တော်ပြောခဲ့တဲ့ worship နှမျိုး
ဝတ်ပြုကိုးကွယ်ခြင်းနှစ်မျိုးကျွန်တော်တို့တွေ့ခဲ့တယ် ตัวเองเบียงเปียงนาน้ำนี่เดนายเกนบางไหมนะ ဖန်ဆင်းရှင်ဘုရားကိုဝတ်ပြုကိုးကွယ်ခြင်း อะตอนตรงนู้นต่างนะตัวปัสยันเบียงนะ သားရဲကိုဝတ်ပြုကိုးကွယ်ခြင်း สับปี